သက်ရှင်နေထိုင်သွားလာတဲ့အခါမှာကျွန်တော်လူဘဝကြီးဟာနေ့မြညပြောက်ဖြစ်တယ်လို့အခုပြောက်တဲ့ကာလမှာဖြစ်ပါတယ်။ဒါမှမဟုတ်ချစ်တော်ဓမ္မမိတ်ဆွေအပေါင်းတို့မမျှော်လင့်မဲနဲ့ကျွန်တော်တို့လောကကြီးကနေထွက်ခွာသွားမယ်ဆိုရင်ကောင်းတဲ့နေရာကိုရောက်မယ်လို့မိတ်ဆွေအာမခံချက်ရှိပါသလားကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကောင်းတဲ့အရာကများသလားဆိုးတဲ့အရာကများသလားမကောင်းတဲ့အရာတွေကများတဲ့အတွက်ကြောင့်မကောင်းတဲ့နေရာကိုရောက်မယ်ဆိုတာငွေကြီးလက်ခံမလွဲပါဘူးဒါကြောင့်မို့တစ်ချိန်လေးအားဖြင့်မိတ်ဆွေတွေကိုအားပေးချင်ပါတယ်ဆိုရင်စိတ်လေးဒီဒုက္ခကြောင့်လောကဆေးရဲ့ငိုကြည့်ပါနဲ့ဒီကိုပါရမည်မသိဘယ်နေရာမှာဘုံရောက်ဖို့ရဲ့လက်ကျဲတော့ဒီလိုပြုမိဖြစ်ပါတယ်။ဒါကြောင့်ဘုရားကပြောသလိုမမျှော်လင့်မဲနဲ့ဆုံးမဲ့လောကကြီးကနေထွက်ခွာသွားမယ်ဆိုရင်ကောင်းတဲ့လာဘုရားလည်းပါတယ်ဗျာ။ဒီဆိုအာမပြတ်ရှင်လား။ဒီဆိုလောကကြီးမှာကောင်းတဲ့အရာကိုလုပ်ချင်လားဆိုတဲ့အရာကိုလုပ်ချင်လား။ကောင်းတဲ့အရာကိုလည်းကျွန်တော်ရောက်ရှိနေပါတယ်။စေတရားပြမရွှေဘုရားကဲ့တဲ့ပါရှိယေရှုခရစ်တော်ကိုနေတဲ့ကောင်းနာထောင်းပါလေချာကျိုးချေမာစိတ်တဲ့လုံးလေးနောက်ကြရ၍ပြုချကတော့ပြန်လာတော့လောကကြီးမှာအားလုံးကိုရန်ချစ်ပါတယ်။နောက်မိတ်ဆွေလေးကောင်းမင်းပါလိမ့်မယ်။ယေရှုခရစ်တော်ကမကြည့်နဲ့တဲ့။ယေရှုခရစ်တော်တရားကြီးကလောကကြီးမှာအားလုံးကိုကယ်တင်ဖို့ရတဲ့ကောင်းကင်ဘုန်းစီးစိတ်ကိုဆွတ်ပြီးတော့လူစားတိကိုခံလာတော့အခုယေရှုရဲ့ဖြစ်ပါတယ်။အခုယေရှုခရစ်တော်တရားကကျွန်တော်လောကကြီးမှာအားလုံးအပြည့်အတွက်လက်ဝါးကားလိုက်မှာ
ပြီးတော့တည်ခြင်းမှာတမ်းမဆုံးပဲနဲ့သုံးရမြောက်သောနေ့မှာပြန်လည်ရှင်ပြန်ထမြောက်တဲ့ခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ခင်ယေရှုခရစ်တော်ဖျားကိုမိမိကယ်တင်ပါရှင်ဖြစ်ကြောင်းစစ်မှန်သောနောင်နာတရားနဲ့ယုံကြည်မယ်ဆိုလို့ရှိရင်မေစီထာဝရအသက်ထာဝရညီတဲ့ချင်းထာဝရဝမ်းမြောက်ခြင်းကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေခုနပြောသလိုပဲမမျော်လင့်မဲနဲ့လောကကြီးကနေထွက်ခွာသွားမယ်ဆိုရင်ကောင်းတဲ့နေရာကိုရောက်ဖို့ရန်အတွက်ကမလွယ်ပါဘူး။ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းယုံကြည်လက်ခံမယ်ဆိုရင်ထာဝရအသက်ထာဝရကောင်းကင်နိုင်ငံတော်ကိုရောက်ရှိမှာဖြစ်ပါတယ်ဆိုတာကိုလာရောက်ပြီးတော့ဘုရားသခင်ရဲ့မြတ်တာနဲ့တရင်ကောင်းလေးလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်။ရောက်စီတိုင်းလည်းဘုရားသခင်ထံမှလာတဲ့ဝမ်းမြောက်ခြင်းညီသက်ခြင်းပျော်ရွှင်ခြင်းတွေခံစားရရှိပါစေလို့ဘုရားမြတ်တာအဖြစ်နှုတ်ခွန်းဆက်တာကနှုတ်ခွန်းဆက်တာပါတယ်။ရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ။